ရှင်quality game ကချက်ဆန္ဒကြီးကရန်ကုန်မြို့ရဲ့အချက်ချာကျတဲ့နေရာတိုင်းမှာကျမရေးစစ်ဆေးဖို့နေရာများရှိနေပြီဖြစ်ပြီးဒီချက်ရတော့အလွယ်တကူကုန်ကျစရိတ်သက်သာစွာနဲ့တွားရစစ်ဆေးနိုင်ပြီဖြစ်ပါတယ်ရှင်။ကျမရေးအတွက်ကျူတင်ကာကွယ်စစ်ဆေးခြင်းနဲ့အချိန်မှန်ကုသခြင်းဟာအရေးကြီးတဲ့အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့လွယ်တကူသိရှိနားလည်ပြီးယုံကြည်စိတ်ချရတဲ့စစ်စစ်ရလက်များကိုလူတိုင်းရဲ့လက်ထဲကိုရောက်ပို့ပေးခြင်းပဲဖြစ်ပါတယ်။လှိုင်မြို့နယ်မှာတည်ရှိနေကျွန်တော်တို့ရဲ့ main laboratory ဒီလူနာများစင်ပြေစွာလာရောက်နိုင်ပြီးခေတ်မီစက်ကိရိယာများဖြင့်ကျန်းမာရေးစစ်ဆေးချက်များကိုစုံလင်စွာဝန်ဆောင်မှုပေးနေပါသည်။မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ quality care medical check center ဆိုရင်ဖြင့်လူနာများအနေဖြင့်မိမိအိတ်ကဲ့သို့နားနေနိုင်ပြီးစစ်ဆေးနိုင်အောင်ဖန်တီးပေးထားခြင်းပဲဖြစ်ပါတယ်။ကျေဝနောခံ free wifi စာပေးနဲ့အတူကျန်းမာရေးစစ်ဆေးမှုများအပြင် ECG ultrasound များကိုပါစစ်ဆေးနိုင်အောင်ဖန်တီးပေးထားခြင်းပဲဖြစ်ပါတယ်။ကျမတို့မှာအခြေခံစမ်းသပ်မှုများအနေစပြီးတော့နှလုံးအသက်ကြောက်ကဆားတဲ့အထူးစမ်းသပ်မှုများအထိဝန်ဆောင်မှုပေးနေပါတယ်ရှင်။ဒါအပြင်စစ်စစ်ချက်ရလက်များအပေါ်ဆရာဝန်ကလိုင်းနိုင်ရအကြောင်းအရာအသေးစိတ်ကိုဖုံးဆက်ရှင်းပြပေးတဲ့စာပေအထိပါပြည့်စုံစွာဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်ရှင်။ကုမ္ပဏီဝန်ထမ်းများကိုလည်းကုမ္ပဏီရှိသားရောက်ပြီးတနေရာနဲ့စမ်းသပ်စစ်ဆေးမှုများအားလုံးကိုဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်ရှင်။ဒီကရဆိုလို့ရှိရင်လူကြီးမင်းတို့ရဲ့အချက်အစိမ်ပေးမှုနဲ့ယုံကြည်မှုကိုဦးစားပေးပြီးတော့စီးနှုံးချိုတာပြီးအရေးသွေးမြင့်နဲ့ဆေးစစ်မှုများကိုဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်ရှင်။တန်းကျင်ပညာရှင်များနဲ့ဝန်ထမ်းများကလူကြီးမင်းတို့ရဲ့ကျန်းမာရေးအတွက်အပြည့်အဝအားထုတ်ဆောင်ရွက်ပေးနေရတယ်ဖြစ်ပါတယ်ရှင်။ကျန်းမာရေးဟာအလိုအရေးကြီးတာမို့လက္ခဏာပေါ်လာမှာကိုစောင့်မနေပဲယနေ့ပဲ quality care medical check-up center ကတင်ရဲ့ကျန်းမာရေးစမ်းသပ်မှုကိုကြိုတင် booking လုပ်လိုက်ပါနော်။ ကျွန်တော်တို့ကတက်ကို quality care ရေးစာပေးကြပါစို့